မျက်မမြင်နေအိမ်မက်မက်ရင်ဘာတွေမြင်ရလဲအမဲရောင်ကြီးပဲမြင်ရတာလားဒါမှမဟုတ်ကျမတို့လိုပဲမြင်ရတာလားဒါကိုဖြေဖို့အတွက်မျက်မမြင်တွေကိုနှစ်မျိုးခွဲခြားကြည့်ရပါမယ်ပထမတစ်မျိုးကမွေးရပါမျက်မမြင်တွေပါသူတို့ဟာကဘာကြီးရဲ့ပုံရိပ်ကိုတခါမှမမြင်ဘူးတဲ့အတွက်အိမ်မက်ထဲမှာလည်းဘာပုံရိပ်မှမမြင်ရပါဘူးအမဲရောင်ကိုမြင်ရတာတော့မဟုတ်ပါဘူးပုံရိပ်ဆိုတာသူတို့အတွက်မရှိပါဘူးဒါပေမဲ့သူတို့အိမ်မက်တွေကပြင်းစရာကောင်းမနေပါဘူးပုံရိပ်အစားအတန်တွေအနံ့တွေအထီးအတွေ့တွေနဲ့အရသာတွေကကျမတို့ထပ်ပိုပြီးစိုးပြေတောက်ပနေတတ်ပါတယ်အိမ်မက်ထဲမှာကော်ဖီနဲ့ရတာလေတိုက်တာကိုခံစားမိတာမျိုးပေါ့ဒုတိယတစ်မျိုးကတော့နောက်မှမျက်စိကွယ်သွားသူတွေပါသူတို့ကတော့အရင်နှုန်းကမြင်ခဲ့မှုတွေမှတ်ဉာဏ်တွေရှိနေတဲ့အတွက်အိမ်မက်ထဲမှာပုံရိပ်တွေကိုမြင်နေရတော့မှနောက်ထပ်ထူးဆန်းတဲ့အချက်တစ်ခုရှိပါသေးတယ်မျက်မမြင်တွေဟာတာမန်လူတွေထက်အိမ်မက်ဆိုးမှတ်တာပိုများပါတယ်နေ့စဉ်ဘဝမှာသွားလာရခက်ခဲတဲ့စိုးရိမ်စိတ်တွေဥပမာကားတိုက်မလို့ဖြစ်တာလမ်းပြောက်တာတွေကအိမ်မက်ထဲထိလိုက်ပါနေတတ်လို့ပါပဲဒါကိုကြည့်ချင်းအားဖြင့်အိမ်မက်ဆိုတာမျက်လုံးနဲ့မြင်မှမတ်လို့ရတာမဟုတ်ပါဘူးစိတ်နဲ့ခံစားပြီးမတ်လို့ရတဲ့အရာတစ်ခုပါအခုလိုဘ ഹു တုတရဖွယ်ရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလို့ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်